မြတ်စွာဘုရားရှင်ဤအောင်ခြင်းရှစ်ပါးတွင်ပါဝင်သည့်နန္နောပနန္ဒနဂါမင်းကိုအောင်မြင်တော်မူခြင်းဖြစ်စဉ်အကြောင်းကိုတင်ပြလိုက်ပါသည်မြတ်စွာဘုရားရှင်သည်ပါဠိလေယာကတောအုပ်တွင်ဝါဆိုဝါကပ်ပြီးနောက်တာဝတိပြည်သို့ပြန်လည်ရောက်ရှိတော်မူသည်ထိုအခါအနာထပိန်တထေးသည်ယဟန္တာ900နှင့်တကွဆုံးပုံပေးကြွရောက်တော်မူပါရန်ဘုရားရှင်အားပင့်ဖိတ်လျှောက်ထားလေသည်ခရီးစဉ်အတွင်းမြတ်စွာဘုရားရှင်သည်လောကတစကြာဝဠာကိုကြည့်ရှုတော်မူရာနန္နောပနန္ဒနဂါမင်း၏အယူမှားမှုနှင့်မမာနကိုမြင်တွေ့တော်မူသည်ဤနဂါမင်းကိုစိုးမနိုင်သူမှာအရှင်မဟာမောက္ကလန္တာဖြစ်ကြောင်းဆင်ခြင်တော်မူကာတာဝတိန်သာသို့ကြွမြန်းတော်မူလေသည်နဂါမင်းသည်ဖျားရှင်နှင့်ယဟန္တာတို့၏ဘဝချီမှုများကြလာသည်ဟုအထင်မှားကအလွန်အမျက်ဒေါသထွက်လေသည်ထို့နောက်မမာနာဖြင့်မြင့်မို့တောင်ကိုကိုဖြင့်ပတ်၍တာဝတိန်သာကိုပပြင်းဖြင့်အုပ်ကာအတားအဆီးများပြုလုပ်လိုက်သည်နဂါမင်း၏အတားဆီးကြောင့်ဖျားရှင်နှင့်တန်ဃာတော်များခိတ္တရနာစဉ်မထေမြတ်များကနဂါမင်းကိုဆုံးမရန်ခွင့်တောင်းကြသည်သို့သောမြတ်စွာဘုရားခွင့်မပြုနောက်ဆုံးတွင်အရှင်မဟာမောက္ကလန်မထေရကလျှောက်ထားမှသာခွင့်ပြုတော်မူသည်အရှင်မောက္ကလန်သည်တကိုးတိပတ်ကိုသုံး၍နဂါတွင်ဖန်ဆင်းကာနဂါမင်းနှင့်ရှင်ပြိုင်တိုက်ခိုက်လေသည်နဂါမင်း၏မိရှံများအစိတ်တောက်များကိုအရှင်မြတ်၏တကိုးတော်တို့ကအရာမထင်အောင်ပင်အနိုင်ယူလိုက်သည်မိမိ၏တကိုးထက်တာလွန်ကြောင်းသိမြင်သောအခါနဂါမင်းသည်မမာနကိုစွန့်ကာအရှုံးပေးလေသည်အရှင်မြတ်၏ရှေးမောက်တွင်ဝတ်တွား၍ခွင့်လွှတ်ပေးရန်တောင်းပန်ကာတမာဒိဋ္ဌိအယူကိုခံယူခဲ့သည်နဂါမင်းကိုဆုံးမပြီးနောက်မြတ်စွာဘုရားရှင်သည်ယဟန္တာ900နှင့်အတူအနာထပိန်သူထေး၏အိမ်သို့ကြွရောက်တော်မူသည်ထိုအခါဖြစ်ပျက်သမျှကိုဟောကြားတော်မူရာအနာထပိန်သူထေးနှင့်တပည့်များမှတရားတရားများတိုးပွားကာအလွန်ဝမ်းမြောက်ခဲ့ကြလေသည်ဤသို့ဖြင့်မြတ်စွာဘုရားရှင်သည်အယူမှားနေသောနဂါမင်းအားမေတ္တာကရုဏာဖြင့်လမ်းမှန်သို့ပို့ဆောင်ပေးခဲ့သည့်ဗုဒ္ဓ၏စတုထအောင်ခြင်းကိုဖော်ပြပြီးဖြစ်ပါသည်